လောကမှာအားကိုးစရာဆိုတာကိုယ့်ကိုယ်ပဲအားကိုးရကိုယ့်ကိုအားကိုးတယ်ဆိုတာဘာလဲကိုယ်စိတ်ဓာတ်ကိုပြော့ညံ့ပြီးတော့မသွားအောင်သီလနဲ့ပံ့ပိုးမယ်သမာဓိနဲ့ပံ့ပိုးမယ်ပညာနဲ့ပြောပံ့ပိုးမယ်ကိုချင်းတရားကောင်းတယ်စိတ်ဓာတ်တည်ငြိမ်မှုရှိတယ်အသိပညာတွေထက်မြက်တယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမြင်မြတ်တော့လောကရန်တွေနဲ့ကြုံဆိုးလောကရန်နဲ့မြင်မြပဲကြုံအကောင်းလောကရန်နဲ့မြင်မြပဲကြုံလောကသဘာဝကြီးကိုလစ်လျူရှုပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်သွားလို့သူ့ရဲ့စိတ်ဓာတ်ဟာရင်းရိုင်လှုပ်ရှားပြီးတော့နှိမ့်ကျသွားခြင်းဘယ်တော့မှမရှိဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမဘုရားဘာသာဝင်သူတော်စင်အနေနဲ့ဒါအမြဲတမ်းလက်တွေ့ကြတဲ့အဆုံးအမတစ်ခုဖြစ်တယ်အလွန်ပဲကျေနပ်စရာကောင်းတယ်ဘုရားဘာသာဝင်ဖြစ်ရခြင်းဟာအလွန်ကျေနပ်စရာကောင်းဘယ်သူကမှအားကိုးရတာမျိုးမဟုတ်ပဲနဲ့မိမိတို့ကိုယ်တိုင်